ဆိုအားလုံးပဲမင်္ဂလာပါ brother တို့အခုမြင်နေရတဲ့ Naruto တွေကစကင်အားဆိုရင်တော့ Harabuya ရဲ့ normal စကင်ကိုကျွန်တော်တို့ဒီလိုမျိုးဖြစ်အောင်လုပ်ထားပဲဖြစ်ပါတယ်ဒါမျိုးလုပ်ဖို့ဆိုရင် brother တို့အနေနဲ့ပတ်စံတစ်ပြားမှမကုန်ပါဘူးခင်ဗျလုပ်နည်းရလည်းအရန်လွယ်တယ်အဲ့တော့တီးကျင်တော့ကျွန်တော်တို့အချိန်လေးမဆွဲဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျအဲ့တော့ let's go ဆိုတော့ brother တို့အနေနဲ့အရင်ဆုံးစကင်ဟပ်ဖို့ဆိုရင်ဒီ application လေးနှစ်ခုလိုမယ်ဗျာဝင်ဆက်2ရနောက်ပြီးတော့ Shizuki ရလိုမယ်အဲ့တော့ဒီဟာကိုဘာမှတောင်းရမလဲဆိုတော့ကျွန်တော်လွယ်လွယ်လေးပဲ Play Store မှာတောင်းအောင်ပါဗျာ Play Store မှာဒီမှာ WINN2 စကင်ဒီကောင်လေးရနောက်ပြီးတော့ကျွန်တော်ဒီ Shizuki ရကျွန်တော်ဒေါင်းပေးရုံနဲ့ရပါပဲ Shizuki ကိုကျွန်တော်ပြမယ်အနှစ်ခုရမှာ brother စကင်ရောအလေဒီကိုဒေါင်းလို့ရမှာဗျာမှာဗျာ Shizuki ရဒီနှစ်ခုပဲလိုမယ်ကျွန်တော်ဒေါင်းပြီးဆိုတော့မဒေါင်းပြတော့ဘူးအဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်ဒီ Hammer application တွေကိုအရင်ဝင်လိုက်မယ်ကျွန်တော်အလောင်းလေးရေးခိုင်းမယ်ဗျာခွင့်ပြုရမို့ကျွန်တော်မြန်မာလိုရောင်းထားရဆိုတော့ဗျာခဏလေးတော့စောင့်ပြီး line မကောင်းလို့ဆိုတော့ဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော်ဒီကတော့နားလေလူတွေကတော့ဒါလေးကြည့်ပြီးလောက်သွားလို့ရတယ်ကျွန်တော်ကတော့နားမလည်ဘူးဆိုရင်တော့ကျွန်တော်ခုပြသလိုပဲလောက်သွားလိုက်ကျွန်တော် allow permission ဆိုတာတစ်ချက်နှိပ်မယ်အပြောင်းစားနဲ့နှိပ်ပြီးတော့ကျွန်တော် e-file ကိုအတုံးပြရန်ဆိုတော့နှိပ်မယ်ခွင့်ပြုရန်ဆိုတော့နှိပ်လိုက်မယ်ဗျနှိပ်ပြီးကျွန်တော်ဒီမှာအင်္ဂလိပ်စာတန်းနဲ့ okay ဆိုတော့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့မှာကြိုက်တဲ့အပေါ်ဆုံးမှာ skin ဆိုတဲ့ဟာဗျာဒီမှာ record တွေရော emote တွေရောနောက်ပြီးတော့ဒီမှာအကုန်များ map တွေရောအကုန်လုံးလုပ်လို့ရတယ်ကျွန်တော် skin မဲ့ဟတ်မှာဆိုတော့ကျွန်တော်အပေါ်ဆုံးဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ခုဟတ်ပြမဲ့ skin ကတော့ကျွန်တော်ချောင်း skin မဲ့ဟတ်ပြမယ်ဗျာကျွန်တော်ကဘာလို့လဲဆိုတော့ချောင်း pro player မို့လို့အဲ့တော့ချောင်း skin မဲ့ကျွန်တော်အရင်ဟတ်ပြမယ်ချောင်း skin ကိုဒါဒီအပေါ်နဲ့အောက်နဲ့ပြပြမယ်အပေါ်က brother တို့ကင်မဲ့ skin ကိုဒီဘက်ကအောက်ကဟာ skin ပုံစံပြောင်းပေးရဗျာတဘောပေါက်လာတော့မသိဘူးကျွန်တော်ပြောချင်တာအပေါ်မှာ brother တို့ကဒီ skin ရှိတယ် skin ကင်တာနဲ့အောက်က skin တစ်ခုခုကင်တဲ့ပုံစံမျိုးဖြစ်မယ်ဗျာကျွန်တော်ကတော့normal skin ပဲအရင်လုပ်မယ်ဆိုတော့ပုံလေးတွေကတော့မပေါ်သေးဘူးဒါတကယ်အလုပ်ဖြစ်တယ်တင်းရဲ့အကောက်ကိုလည်းလုံးဝဘန်းမှာမဟုတ်ဘူးဗျာလွယ်လဲလွယ်တယ်ဗျာအဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နှိပ်ခဲ့ဖို့လည်းမမေ့ကြပါနဲ့ဘူးဗျာဆိုတော့ brother တို့မြင်တဲ့အတိုင်းပဲပေါ်လာပြီအဲ့တော့ကျွန်တော်ကဒီမှာ flat ချောင်းပေါ့ဗျာကျွန်တော်မြန်မာလိုပဲနားလဲပဲ flat ချောင်းလေးကိုကျွန်တော်ရွေးလိုက်မယ်ရေးပြီးတော့အပြောကဒီအဝါရောင်စာတန်းလေးဗျာ ninja skin ဆိုတာလေးကိုချက်နှိပ်လိုက်မယ်ဗျနှိပ်ပြီးရင်ကျွန်တော်ဒီမှာ okay ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ရင်ကျွန်တော် brother တို့နေမှာ plan please လို့ခဏစောင့်ပါဗျတော့ download ဆွဲနေပြီနည်းနည်းလေးတော့ကြာမယ်ဗျာ line ပေါ်မှာမူတည်ပေါ့အဲ့ဆိုပြီးတော့မယ်ဆိုပြီးသွားပြီဆိုကျွန်တော်အပေါ်ကဒီအော်ကျွန်တော်ဘာနှိပ်ရှာမလို့ဗျပြီးသွားပြီဆိုဒီတူဒီလိုမျိုးလေးပြနေလိမ့်မယ်ဒီမျိုးလေးပြသွားပြီဆိုရင်တော့ brother တို့ရပြီဗျာကျွန်တော် game ထဲကိုဝင်ကြည့်လိမ့်မယ်အဲ့ကျွန်တော်ခဏတစ်ချက်စောင့်မယ်အဲ့ဒီမျိုးပြသွားရင်အောက်မှာကျွန်တော်တွေ့လားကျွန်တော်မှာ SUCCES ဘာညာလည်းမသိဘူးဗျာပေါ်လာတယ်ဗျာအတန်ထက်မှာဝိုင်းအဲ့တော့ကျွန်တော်ဒီလိုရသွားရင်တို့ဘာမှလုပ်ဆရာမလိုတော့ဘူးတစ်ချက်ထွက်လိုက်မယ်ထပ်ပြီးတော့ကျွန်တော်ဆက်ရှင်းလိုက်မယ်ဗျာဆက်ရှင်းပြီးတော့ကျွန်တော်တို့ mobile legend တွေကိုတွားမယ် mobile legend တွေကိုတစ်ချက်ဝင်လိုက်မယ်ဗျာကျွန်တော်ဒီဗီဒီယိုမှာဟိုပြောခဲ့ဆိုခဲ့တာရှင်အားလုံးပဲတောင်းပန်ပါတယ်ကျွန်တော်အခုမှဗီဒီယိုစလုပ်တာမလို့အပြောဆိုတိတ်မတက်ဒီလိုပါနောက်ပြီးတော့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးဗျဆိုတော့ဒီမှာဆိုရောက်သွားပြီဆိုတော့ကျွန်တော်တို့ရောက်သွားပြီဆိုတော့ကျွန်တော် skin ရမရဘယ်လိုကြည့်ရမလဲဆိုတော့ကျွန်တော်ပြမယ်။ညကျွန်တော် hero တွေကိုကျွန်တော်တစ်ချက်သွားလိုက်မယ်။ hero တွားပြီးတော့ကျွန်တော် fighter ထဲမှာကျွန်တော်ခြောင်လေးကိုချက်နှိပ်မယ်။ဆိုတော့ brother တို့မြင်တဲ့အတိုင်းပဲကျွန်တော်ခြောင် skin လေးကတော့ brother တို့မြင်တဲ့အတိုင်းပဲရသွားပြီဗျာ။ဒီလမ်းလေးကတော်တော်လေးလွယ်ပါတယ်
ကဲကျွန်တော်တစ်ချက်ကြည့်မယ်ဒီမှာပါ brother မြင်တဲ့အတိုင်းပဲအဲ့တော့ brother တို့ရှုံအောင်ကျွန်တော်အတန်နေပါထွက်အောင်ကျွန်တော်လေ့ကျင့်ခံနေဝင်ပေးပါမယ်ဗျတော်တော်လေးမိုက်တယ်เนาะကျွန်တော်ဒီမှာ effect လေးကြီးတွားနေတာ hero လုံးနေတာအစဗျာကျွန်တော် enemy ဘက်ကမမြင်ရပါမယ်ကျွန်တော်တို့ဒီ skin တွေမတက်နိုင်တဲ့ blue တက်ကတော့ဒါလေးနဲ့လည်းကျင်းနေလို့ရပါတယ်ကျွန်တော်အနေနဲ့လည်းdiamond တွေပါမထည့်နိုင်ဘူးဗျအဲ့တော့ဒါလေးနဲ့ပဲကျင်းနေရတယ်ဆိုတော့ကျွန်တော်တစ်ချက်လုပ်ပြမယ်တော်တော်လေးမိုက်တယ်သူကတခြား hat တွေဟာလည်းမျိုးမဟုတ်ဘူးဗျာသူကအတန်နေပါလည်းပါတယ်ဗျာဒီလိုတန်တော့ကြောတာဟိုrecord လည်းဟတ်ထားတာဗျာတော်တော်လေးလာတယ်ပြတ်တယ်မမြင်တဲ့အတိုင်းပဲ space ရလည်းတော်တော်လေးလာတယ်ဟုတ်ဆိုအတန်လေးနားထောင်နေတာဒါကတော့ My fist will be the last thing they see. ဆိုတော့အားလုံးနဲ့ဒီကြမယ်ထင်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးမဲ့တက်တာနောက်ဗီဒီယိုမှာဒီထက်ကောင်းတဲ့အားလေး We are getting closer to victory. အဲ့တော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအားလုံးမဲ့တက်တာ